မင်းကလေးဟာတချင်ကအဲ့ဒီကောင်လေးကိုမုန်းခဲ့ရင်မဲ့သူကလူမိုက်တွေလက်ထဲကကဲတင်ပြီးသူ့ခန်းထဲမှာနှွေးထွေးစွာဂယူးဆိုင်ပေးခဲ့ချိန်မှာတော့အရာအလုံးပြောင်းလဲသွားတယ်။သူမနာကမခွာတဲ့သူ့ရဲ့စိတ်ရှိမှုတွေကသူမရဲ့စိတ်တိုင်းတွေကိုပြိုလဲစေခဲ့တယ်။သူမဟာအတိတ်ဘဝကနာကျင်စရာတွေကိုပြန်တရိရပြီးမျက်ရည်ကျခဲ့ရတယ်။အရင်ဘဝမှာချမ်းသာပြီးရက်ဆက်လုံးတဲ့လူတစ်ယောက်ကသူမကိုအတင်းကျပ်လက်ထပ်ခဲ့တယ်။သူမညင်းတဲ့အခါသူငယ်ချင်းတွေကိုချင်းချောက်ပြီးမိသားစုကိုတတ်ဖို့အထိစူးစမ်းခဲ့လို့သူမဟာမချစ်ပဲလက်ထပ်ခဲ့ရတယ်။ဒါပေမဲ့နှိမ့်ဆက်မှုတွေကမခံမရနိုင်အောင်ဖြစ်လာတဲ့အခါသူမဟာကိုဆုံးစီရင်ခဲ့တယ်။သူမဟာအဲ့ဒီတန်ရာတွေကြောင့်အချစ်ကိုကြောက်နေခဲ့တာပါ။ကောင်လေးရဲ့သူငယ်ချင်းကသူ့ကိုတားပေမဲ့ဒါတွေကိုမသိတဲ့ကောင်လေးဟာသူမကိုထိတဲ့သူမှန်သမျှကိုဒေါသထွက်ပြီးသူမကိုအသက်နဲ့လဲပြီးကာကွယ်မယ်လို့ဆုံးဖြတ်ထားတယ်။သူတို့ကမျက်နှာချင်းဆိုင်ခန်းတွေမှာနေမှန်းတိလိုက်ရတဲ့အခါသူရှို့ဝက်ပြီးဝမ်းသာနေခဲ့တယ်။သူမကိုဂယူးဆိုင်ပေးမယ်လို့ပြောတော့မင်းကလေးကလက်ခံခဲ့တယ်။ခီးသွားတဲ့အခါမှာသူဟာသူမကိုဂယူးဆိုင်လုံးခဲ့ပြီးဟင်းတွေဆက်နေရင်သူမအတွက်အေးဝယ်ပေးတာမျိုးသူမတီးတဲ့အခါတရှူပေးတာမျိုးနဲ့အရေးတကြီးဂယူးဆိုင်ပေးခဲ့တယ်။အဲ့ဒီအချိန်မှာဒီယောက်ျားဟာအတိတ်ကရက်ဆက်တဲ့လူနဲ့ဆရိုက်မတူပဲကွဲပြားနေမှန်းသူမတီးလိုက်ပြီးစတင်ချစ်မိသွားခဲ့တယ်။အဲ့ညကအိမ်ပြန်ရောက်တဲ့အခါသူတို့ဟာကြဲကြွေတာကိုအတူတူကြည့်ကြရင်ဖုံးပြောခဲ့ကြတယ်။အဲ့ညမှာတော့အိမ်မက်ထဲမှာသူ့ယောက်ျားကိုအိမ်မက်လို့လက်နိုးလာခဲ့တယ်။တကယ်လက်တွေ့မှာလည်းအတိတ်ဘဝကရက်ဆက်တဲ့ယောက်ျားဟောင်းကမင်းကလေးကိုလိုက်ရှာနေခဲ့တယ်။သူကကောင်လေးစီသွားပြီးသူမကငါပိုင်ပဲဝေးဝေးနေဆိုပြီးရန်စခဲ့တယ်။ကောင်လေးကလည်းသူမကငါပိုင်သူမကိုထိရင်မင်းကိုအစိတ်စိတ်အမွားမွာဖြစ်အောင်လုပ်ပလိုက်မယ်လို့ပြန်ပြောခဲ့တယ်။အဲ့ဒီနောက်မှာကောင်လေးကသူမကိုပိုင်ဆိုင်ကြောင်းပြဖို့စူးစမ်းပေမဲ့သူမကကောင်လေးအနေနဲ့ဖြစ်မှာဆိုလို့ထန်ရင်းခဲ့တဲ့အတွက်သူစိတ်ကြေကွဲသွားရတယ်။ယောက်ျားဟောင်းကသူမကိုပြန်ပေးဆွဲသွားတဲ့အခါကောင်လေးကလိုက်ခဲ့ရင်မဲ့ဓာတ်နဲ့အထိုးခံခဲ့ရတယ်။ယောက်ျားဟောင်းကတော့ထောင်ကျသွားခဲ့ပါတယ်။ကောင်လေးအသက်ရှင်ခဲ့ရင်မဲ့ငါကသူမကိုနာကျင်မှုတွေပဲပေးနိုင်တာပါလားလို့တွေးပြီးကြောင်းပြောင်းကပျောက်ကွယ်သွားခဲ့တယ်။သူမအသက်ကိုကယ်လိုက်တာကိုတိလိုက်ရတဲ့အချိန်မှာတော့လက်ရှာပေမဲ့ဘလို့မှရှာမတွေ့ခဲ့ပါဘူး။အရာအလုံးပြောင်းလဲသွားပြီး3နှစ်အကြာမှာသူမဟာအောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာတယ်။ဒီနေ့မှာအမျိုးသားတစ်ယောက်ကတွေးကျင်နေဆိုလို့သွားတွေ့တဲ့အခါသူမမင့်တက်သွားရတယ်။အဲ့ဒါသူပါပဲ။ငါ့ကိုလွမ်းနေတယ်လို့ကြားတယ်လို့သူကခတိုးတိုးပြောလိုက်တဲ့အခါသူမဟာငိုချလိုက်ပြီးသူမရဲ့အချစ်ကိုဝန်ခံလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့သူတို့ဟာလက်ထပ်ပြီးသားသမီးလေးတွေနဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်သွားခဲ့ပါတယ်